စာချုပ်ချုပ်ရုံနဲ့တင်ပိုင်ပြီလို့ထင်နေသလားအခုပြောပြမယ့်အချက်တွေသာမပိုင်တင်းရဲ့စာချုပ်ကစက်ကူစိုးလို့ပါပဲဒီကတော့အယောင်းဝယ်စာချုပ်ချုပ်ဆိုတဲ့အခါမှာရေးကြည့်တဲ့အချက်ကလေးတွေကိုလွယ်လွယ်နဲ့မြန်မြန်ဆန်ဆန်နဲ့နားလည်လွယ်အောင်တင်ပြပေးမှာဖြစ်ပါတယ်အချက်တဲ့အနေနဲ့ပြောမယ်ဆိုရင်အရေးကြီးအချက်ကတော့ရောင်းချသူကအမှန်တကယ်ပိုင်ရှင်ဖြစ်ဖို့လိုအပ်ပါရောင်းတဲ့သူကဒီမြေရဲ့အမည်ပေါင်းဟုတ်မဟုတ်ဆိုတာရဲ့မြေရဲ့အမည်ပေါင်းမဟုတ်ဘူးဆိုရင်လည်းဆက်စာချုပ်တွေနဲ့လိုအပ်တဲ့စာရေးစာတမ်းတွေကိုဆက်ပြီးတော့စစ်ဆေးဖို့လိုပါတယ်အချက်နံပါတ်1ကမြေမျိုးစားနဲ့အတိုင်းအတာဖြစ်ပါတယ်မိမိဝယ်မိမိရဲ့ဒီကွက်နံပါတ်အလျားအနှံအတိုင်းအတာနဲ့အတူတူရွာမြေလားကရံမြေလားပါမစ်မြေလားလေယာမြေလားစသဖြင့်မြေမျိုးစားကိုပါစနစ်ကြထည့်သွင်းဖော်ပြဖို့လိုအပ်ပါတယ်အချက်3ငွေပေးချေမှုပုံစံဖြစ်ပါတယ်စရန်ကိုတော့ဘယ်လောက်ပေးမယ်ကြံငွေကိုတော့ဘယ်နေ့မှာပြီးသက်ချေမယ်အဲ့ဒီကြားထဲမှာဘာတွေလုပ်မလဲဆိုတော့အချက်လက်လေးတွေကိုလည်းစနစ်ကြထည့်သွင်းဖော်ပြထားဖို့လိုအပ်ပါတယ်အချက်4ကန့်ကွက်သူမရှိကြောင်းဝန်ခံချက်အဲ့တော့ရောင်းချသူအနေနဲ့ကန့်ကွက်သူတစ်စုံတစ်ယောက်ပေါ်ပေါက်လာလို့ရှိရင်ရောင်းချသူရဲ့စရိတ်နဲ့အစအဆုံးပြည်လေတည်ဖြည့်ရှင်းပေးရမယ်ဆိုတဲ့အချက်ကိုလည်းတည်တည်ချာချာထည့်သွင်းဖော်ပြထားဖို့လိုအပ်ပါတယ်အချက်5တက်သိများနဲ့လက်မှန်ဆိုလိုတာကကျွန်တော်တို့ရောင်းသူဝယ်သူ2ယောက်တည်းနဲ့စာချုပ်တစ်ခုကမလုံလောက်ပါဘူးအနည်းဆုံးတော့တက်သိ2ဦးလိုအပ်ပါတယ်ရောင်းသူဘက်က2ဦးဝယ်သူဘက်က2ဦးအဲ့ဒီပြင်ကိုကျွန်တော်တို့စာချုပ်မှာအမည်မှတ်ပုံနဲ့ကျွန်တော်တို့နှစ်တကွာလက်ပွေနော်ကျွန်တော်တို့ပြကြလက်လက်မှတ်စနစ်တကျနဲ့ရေးသွင်းဖော်ပြဖို့လည်းအလွန်အရေးကြီးပါတယ်နောက်ဆုံးအနေနဲ့ကတော့ကျွန်တော်တို့စာချုပ်တွေအကုန်လုံးကိုသတ်မှတ်ထားတဲ့တစိတ်ကောင်းခွန်ကိုကျွန်တော်တို့ထမ်းဆောင်ပြီးတော့ကတ်ပြီးတော့မှစာချုပ်စာတမ်းရုံမှာမှတ်ပုံတင်ပြီးမှသာလေကဲလို့ကျွန်တော်ဥပဒေအရဖြစ်ရှင်းစရာကိစ္စများပေါ်ပေါက်လာရင်အကျုံးဝင်မှာဖြစ်တယ်ဆိုတာကိုလည်းမမေ့သင့်ပါဘူးကျွန်တော်တို့အင်ချန်ပီနဲ့ပတ်သက်ပြီးတော့ဘူးတူရရပဲအကြောင်းအရာလေးတွေကိုကျွန်တော်ကိုချစ်မောင်မောင်ကအစီအမြဲတင်ဆက်ပေးနေတာဖြစ်တဲ့အတွက်စိတ်ဝင်စားတဲ့လူတွေနဲ့ကျွန်တော်တို့ရဲ့ TikTok page လေးကို like and follow လုပ်ထားဖို့မမေ့ကြနဲ့နော်